Hello မင်္ဂလာပါခင်ဗျာဒီကကြတော့ကျွန်တော်တို့ Crown အသက်လေး2014เนาะ2014ပါခင်ဗျာเนาะ fall light လေးတွေတော်တော်လေးလှတယ်ဒီကွက်လေးလည်းတော်တော်လှပါခင်ဗျာကားတော့เนาะတော်လှပါတယ်အလွိုင်းလေးတော်တော် line လေးတော်တော်မိုက်တယ်เนาะလှတယ် Okay အဲ့ဆိုရင်ကျွန်တော်တို့အထဲထဲခဏဝင်ကြည့်မယ်เนาะဟုတ်ရပါခင်ဗျာเนาะပြထားပေးပါတယ်ကျွန်တော်ဒီကောင်ကအရှိခုံပဲမော်တာပါမယ်เนาะအရှိခုံပဲမော်တာပါမယ်ဘောင်းဆွဲကက်လေးမပါပါဘူးခင်ဗျာเนาะဆွဲကက်လေးမပါဘူး Okay ဒီကောင် push တက်လေးဖြစ်သွားပြီเนาะဒီကောင် push တက်လေးဖြစ်မယ်Okay ဆိုရင် CRM ဘောလုံးကနှစ်ဖက်လုံးပါတယ်เนาะ CRM ဘောလုံးဘယ်ညာနှစ်ဖက်လုံးပါပါတယ်ခင်ဗျာเนาะကီလိုကျတော့36000 ဝန်းကျင်ရှိမယ် Okay TV ဒီကောင်ကလုံး interface ကအရင်မိုက်တယ်เนาะ interface ကအရင်မိုက်တယ်ထိုင်ကလုံးဝလဲတာเนาะလုံးဝလဲတာပါခင်ဗျလုံးဝလဲတာနောက်ခုံကကျတော့နောက်ခုံမော်တာမပါပါဘူးခင်ဗျာเนาะနောက်ခုံကမော်တာမပါပါဘူး Okay ဆိုရင်ကျွန်တော်အပြင်ထွက်ပြီးတော့တေချာကြည့်မယ်เนาะဟုတ်ကဲ့ပါဒီကောင်အသက်လေး G grade လေးเนาะတော်လေး G grade လေး crown တဲ့ G grade တော်တော်လေးလှတယ်เนาะတော်တော်လေးလှပါတယ်ဟုတ်ကဲ့ရှုပေးလို့ထူးကျေးဇူးတင်ပါတယ်ခင်ဗျာเนาะညီကိုတွေဟုတ်ကဲ့